အကြောင်းရင်းတစ်ခုကြောင့်ငွေတွေရောရတော့မဲ့ပိုးကြပြုခင်တယောက်ဆောင်ပိုးကြပြုခင်တယောက်ကတော့အမဘူးကိုဝင်ဆောင်ကပျော်ရွှင်နေရလို့မဆုံးသေးခင်မှာပဲရင်ပူစရာကိစ္စတစ်ခုနဲ့ကြုံနေရပါပြီအဲ့ဒါကတော့သူမရဲ့နာမည်နဲ့သူမရဲ့ပုံရိပ်ကိုအသုံးချပြီးငွေတွေလိမ်လည်နေရကြောင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံကလူတွေဟာရုပ်ရှင်မင်းသားမင်းသမီးတွေဆိုရင်အင်မတန်ကိုသဘောကျပြီးယုံကြည်ကြပါတယ်။ဒါ့အပြင်ရုပ်ရှင်မင်းသားမင်းသမီးကြော်ညာတဲ့ပစ္စည်းတွေဆိုရင်လည်းကောင်းမှမသိမကောင်းမှမသိဝယ်သုံးတတ်ကြပါတယ်။ဒါ့အပြင်ရှော့ဈေးတွေကန်ဆယ်မဲတွေဆိုရင်လည်းသဘောကျကြပါတယ်။ဒီအတွက်လည်းလူတွေကမကြာခဏအလိမ်ခံရပါတယ်။အခုလည်းပိုးကြဖြူခင်အတူတယောက်ကလိုင်းပေါ်မှာပေါ်လာပြီးတော့ငွေတွေလိမ်လည်နေရဖြစ်ပါတယ်။အထူးသဖြင့်လူလိမ်မာလို့ပြောနေရတောင်မှမင်းသမီးကျော်ပိုးကြဖြူခင်ကအွန်လိုင်းပေါ်မှာစိန်ရွှေရတနာတွေရှော့ဈေးနဲ့ရောင်းနေပါတယ်ဆိုပြီးအလူအရက်ကိုဝယ်ယူနေကြပါတယ်အခုလည်းပိုးကြဖြူခင်ကရွှေတစ်ဆက်လိုက်ကိုငွေ10သိန်း5သိန်းနဲ့ရောင်းချနေရဆိုပြီးပို့စ်တင်ခဲ့ရကြောင်းလူတွေဝယ်လိုက်ပြီးမှအလိမ်ခံလိုက်ရတာဖြစ်ပါတယ်နောက်ပြီးတော့ရောင်းချနေတဲ့သူတွေကလည်းနာမည်ကျော်မင်းသမီးပိုးကြဖြူခင်တို့ရဲ့ရတနာပီကေထုံးဆိုင်ကြီးကနေဖြစ်တာကြောင့်အတန်အတုကို AI တွေခေပေးအတုတွေဖွင့်အပြီးမှာပရိသတ်တွေကလည်းပုံမယုံကြည်သွားခဲ့ကြပြီးတော့အလူရက်ဝယ်ယူခဲ့ကြပါတယ်။လူတွေဝယ်ယူပြီးမှတော့ငွေဝင်တာနဲ့ဘလော့လိုက်ကြပါတယ်။ပိုးကြဖြူခင်ကအခုချိန်မှာအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ရုပ်ရှင်မင်းသမီးရွှေတထေးမကြီးဖြစ်နေရကြောင်းလဲလူတွေကအယုံလွယ်ပြီးတော့ဝယ်နေကြတာဖြစ်ပါတယ်။ပိုးကြဖြူခင်ကသူမနာမည်နဲ့အကောင့်တုတွေ KB အတုတွေပေါ်နေကြောင်းဘလောက်ပဲပြောနေပါစေလူတွေကဈေးချိုတယ်ဆိုပြီးတော့ဝယ်ယူရင်းနဲ့ငွေတွေအလိမ်ခံနေကြတာဖြစ်ပါတယ်ဒီအကြောင်းတွေကိုပိုးကြဖြူခင်ကလည်းအချိန်ချင်းသတိပေးခဲ့ဘူးပေမဲ့တောကပရိသတ်တွေနဲ့ရိုးသားလာတဲ့သူတွေကတော့မယုံကြည်ကြပါဘူးပိုးကြဖြူခင်ကတော့သူမရဲ့နာမည်နဲ့အကောင့်တုတောင်မကသူမအတန်သူမရဲ့ KB ကပါအတုတွေပေါ်နေလို့မယုံနိုင်အောင်ဖြစ်နေရပါပြီအခုတော့လူတွေကပိုးကြဖြူခင်ကလိမ့်နေဆိုပြီးတော့အယောလာတောင်းနေကြပါပြီ။ဒါကြောင့်လည်းပိုးကြဖြူခင်ကသူမမလိမ့်ကြောင်းသူမနာမည်နဲ့လိုက်လိမ့်နေတဲ့လူတွေရှိနေကြောင်းဒါပေမဲ့အဲ့ဒီအကောင့်ကိုအသုံးပြုနေတာဘယ်သူပဲဝါဆိုတာကိုသူမကိုယ်တိုင်လည်းမသိခဲ့ရပဲ။ပရိသတ်တွေထပ်ပြီးတော့အလိမ်ခံနေရမှာဆိုလို့ပွင့်လင်းစွာရှင်းပြလာပါတယ်။ဒီလိုမျိုးပတ်စံတွေအများကြီးအလိမ်ခံခဲ့ရတဲ့ပရိသတ်တွေအတွက်လည်းသူမကထပ်တူစိတ်မကောင်းဖြစ်နေခဲ့ရပါပိုးကြဖြူခင်ကလိုင်းပေါ်မှာလူတွေကိုမယုံဖို့အတွက်ပရိသတ်တွေကိုလည်းအကြိမ်ကြိမ်သတိပေးခဲ့တာဖြစ်ပါတယ်။ပိုးကြဖြူခင်ကသူမတို့မှာရတနာပီကေတောဆိုတဲ့ follower 9သိန်းရှိတဲ့ page တစ်ခုသာအစ်စ်ဖြစ်ပြီးတော့ကျန်တာတွေအကုန်လုံးကအတုသာဖြစ်ကြောင်းသူမရဲ့နာမည်နဲ့လိုက်ပြီးတော့လိမ့်နေမယ်ဆိုရင်လည်းသတင်းလာပေးကြဖို့အတွက်ပိုးကြဖြူခင်ကအခုလိုပဲအသိပေးလာခဲ့ပါတယ်။ပိုးကြဖြူခင်ကသူမတို့ရတနာပီကေတုံးဆိုင်ဟာဆိုင်ခွဲလည်းမရှိပဲမန္တလေးမြို့မှာဖွင့်လှစ်ထားခဲ့တဲ့ဆိုင်ကြီးတစ်ခုတည်းကနေသာရောင်းချနေရလို့သိရပါတယ်။ငွေကိုတမအာဇီဝနီးနဲ့မရှာခြင်းတဲ့လူလိမ်တွေကြောင့်မင်းသမီးကျော်ပိုးကြဖြူခင်လည်းအမွာကိုဝင်လဲထိုင်းရင်ကနေသူမရဲ့ပရိသတ်တွေအတွက်အင်မတန်ကိုစိတ်မကောင်းဖြစ်နေရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုးကြဖြူခင်တယောက်လူတွေကိုလိမ်လည်ဖို့အသုံးချခံနေရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ပါအောင်ရှင်။အစောင့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။